Hello မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပေးစိတ်ရတာတန်ရဲ့လားဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်ပေးစိတ်ရတာတန်ရဲ့လားတခါကဆင်းရဲတဲ့လင်မယားနှစ်ယောက်မှစားတော်တဲ့သမီးလေးရှိတယ်။တနေ့သမီးလေးဟာအတန်းတင်ဆံမီပွဲမှာပထမရတယ်။အဖေဟာဝမ်းသာလွန်းလို့လိုချင်တာဝယ်ပေးမယ်လို့ပြောတယ်။သမီးလေးဟာတိတ်လိုချင်နေခဲ့တဲ့အဖေကပတ်စံမရှိမှန်းသိလို့မပူစားခဲ့တဲ့အဝယ်စားတစ်စုံကိုလိုချင်တယ်လို့ပြောတယ်။နောက်နေ့မှာဖခင်ဟာသမီးလေးလိုချင်တဲ့အဝယ်စားတစ်စုံကိုဝယ်ပေးလိုက်တယ်။သမီးလေးဟာဝစ်ကြည့်ပြီးမှန်ရှိမှပျော်လို့အဖေကလည်းသမီးလေးကိုကြည့်ပြီးပျော်လွန်းလို့မျက်ရည်တွေစုနေရှာတယ်။မပြောနိုင်သူကအမေပါ။ညရောက်တော့အမေကသူ့ယောက်ျားကိုမေးတယ်။ပတ်စံဘယ်ရတာလဲလို့ဆိုတဲ့အခါဖခင်ဖြစ်တဲ့သူကခုလိုဆိုတယ်။ဆေးရုံတစ်ခုမှာငါတွေးဖောက်ရောင်းလိုက်တယ်တဲ့။အော်ဒီလိုနဲ့ပဲသမီးလေးက10တန်းကုန်လူအများကြီးရပြီးအောင်သွားတယ်။တက္ကသိုလ်တက်ဖို့အဖေကပတ်စံမရှိမှန်းသိတော့မပူစားပါဘူး။တပတ်လောက်ကြာတော့အဖေကပတ်စံတွေထည့်ထားတဲ့လွယ်အကြီးကိုပြပြီးသမီးမပူနဲ့အဖေမှာပတ်စံတွေအများကြီးရှိတယ်သမီးဆရာဝန်ဖြစ်တဲ့အထိလုံလောက်ပါတယ်လို့ဆိုတယ်သမီးလဲဝမ်းသာလွန်းလို့ထကနေတယ်အဖေခမလဲသမီးကိုကြည့်ပြီးပျော်လွန်းလို့ပါပြင်ပေါ်မှာမျက်ရည်တွေနဲ့မပြောနိုင်သူကတော့အမေပါညကြတော့အမေကသူ့ယောက်ျားကိုမေးတယ်ဒီလောက်များတဲ့ပတ်စံတွေဘယ်ရလာတာလဲဟင်လို့ဆိုတဲ့အခါအဖေဖြစ်တဲ့သူကခုလိုဆိုတယ်တလောကငါကြောက်ကနှစ်ခုတည်းကတစ်ခုကိုရောင်းလိုက်တယ်လို့ဆိုတယ်ဒီလိုနဲ့6နှစ်ကြာသွားပြီးအပျော်ဆုံးနဲ့ဂုဏ်ယူရဆုံးနေ့ဖြစ်တဲ့သမီးလေးစေးချောင်းအောင်ပြီးအိမ်ပြန်လာမဲ့နေ့ပေါ့တဲ့အိမ်လေးကိုအကောင်းဆုံးပြင်ဆင်ထားတယ်ဒီလိုနဲ့အင်းရှိမှမြင်းလဲတန်တွေကြပြီးကြားလို့ထွက်ကြည့်တယ်လင်မယားနှစ်ယောက်ဆုံးဟာဝမ်းသာအားရနဲ့တီးထွက်လာတယ်ဟုတ်ပါတယ်သမီးလေးပြန်လာတာပါဒါပေမဲ့အသက်ရှင်ရတော့မဟုတ်ဘူးပိတ်ဖြူအုပ်ထားတဲ့သမီးလေးရဲ့ရုပ်အလောင်းလာပိုးတဲ့လူတွေထဲကလူကြီးတယောက်ကပြောတယ်သူတို့သမီးလေးဟာသူရည်စားပြတ်သွားလို့မနေညကအစိတ်တောက်တက်တည်သွားတာတဲ့။ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ်တင်ကန်းစာကတော့ပုံမြင်ပါမင်းကလေးဟာမိမိကိုမနစ်သက်လို့ဆွန့်ခွာသွားတဲ့သူအတွက်မိမိကိုအဆုံးစီရင်သွားတဲ့လုပ်ရက်ဟာအလွန်မိုက်မဲပြီးမှားယွင်းတဲ့လုပ်ရက်ပင်ဖြစ်ပေတယ်။လောကမှာဘလို့အခက်အခဲတွေပဲရှိမိမိအတွက်အနစ်နာခံတဲ့သူတွေဖြစ်တဲ့မိခင်ဖခင်ရဲ့ကြီးမားတဲ့ကျေးဇူးတရားကိုအမှတ်ရသောအဖြစ်၎င်းကျေးဇူးတဖန်ပြန်ဆက်ရန်အတွက်၎င်းမိမိဟာကောင်းစွာရှင်သန်သင့်ပေတယ်။အဲ့ဒီတော့မနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းဒီပုံမြင်လေးစီကနေတင်ငယ်စာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်။မနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေ့တစ်တိုင်းရဲ့လှပတဲ့ဆန်းဆိုင်လေးတွေဖြစ်လာကြပါစေလို့မနွေဦးကနေဆုမကောင်းတောင်းပေးပါတယ်နော်။ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုနွေဦး story channel ကနေအပတ်စဉ်သတင်းလာနေ့မှာတောက်ကြနေအထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမနွေဦးအတွက်အဖြစ်စီတဲ့ like and subscribe လေးလည်းလုပ်ပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။